Hello ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒုတိယ channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ကဲကျွန်တော်တို့အင်္ဂါနေ့မှာတော့ကျွန်တော်ရဲ့ Viber Data ကမွေးပြမိတ်ဆွေများအတွက်ကျွန်တော်ရဲ့ break ရွေးချယ်ကွက်တီပါပဲ။တက်ကြီးနဲ့တန်ကြီးပါပဲ။ဆိုတော့ကျွန်တော်မိတ်ဆွေဘယ်လိုပြောမလဲ okay ကြတဲ့အတွက်ကျွန်တော်အရန်ဝမ်းသာတယ်။เนาะတချို့မိတ်ဆွေတွေကလည်းရှိတယ်။ဒါထားလိုက်တော့เนาะဆိုတော့အရန်ဝမ်းသာတယ်ကျွန်တော်ပြောနေကြစကားလေးကိုနားလဲတယ်လက်ခံတယ်ဆိုတဲ့မိတ်ဆွေတွေတော်တော်များများ okay ကြတယ်။အဲ့တော့လည်းကျွန်တော်အရန်ဝမ်းသာတယ်เนาะဆိုတော့တခုပဲကျွန်တော်တို့ရှိတော့တယ်လောဘောင်ညံထင်းအဆင်ပြေပြီး Viber Data မိတ်ဆွေတွေဆိုပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ break ရွေးချယ်ကွက်တီပဲနည်းနည်းလေးနဲ့ထိထိမိမိပဲဒီဘက်မှာဆိုရင်လည်းနည်းနည်းလေးနဲ့ထိထိမိမိပဲဆိုတော့လောဘောင်ညံထင်းနိုင်မယ်ဒီသဘောတရားတွေကိုနားလဲတယ်ဆိုရင်တော့ okay ကြမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်အမြဲတမ်းပြောနေကြအချက်နှစ်ချက်ရှိပါတယ်ဒီလိုလုပ်ပြီးဆိုရင်ကျွန်တော်တို့ကအချက်နှစ်ချက်ကဒုက္ခပေးပါတယ်ပထမတစ်ချက်ရပြီးရခြင်းတဲ့စိတ်ဒုတိယတစ်ချက်ကိုဟာပါသွားရင်ပြန်လိုချင်တဲ့စိတ်ကိုဟာပါသွားတဲ့ဥစ္စာမှဘယ်လိုပြောမလဲကိုက100ဆိုရင်ဟိုဘက်ကနေကိုက200ဒါမှမဟုတ်လည်း400အဲ့လိုပြန်လိုချင်လို့ဒီဘက်မှာထက်တင်တယ်တင်ရင်းနဲ့ပါသွားတယ်ဆိုတော့အဲ့စိတ်နဲ့စိတ်ကဒုက္ခတော်တော်ပေးပါတယ်အဲ့နှစ်ခုကိုထိချုံနိုင်မယ်ဆိုတော်တော်လေးအဆင်ပြေတယ်เนาะကိုဟာပါသွားလဲ AC ပဲငါပုံမှန်လေးပဲသွားမယ်ဟိုဘက်ကရလာတယ်နားမယ်အဲ့ဒါဆိုရင်တကယ်ကိုပျော်ဖို့ကောင်းပါတယ်အဲ့လိုလုပ်နိုင်တဲ့မိတ်ဆွေရှိတယ်ဒါပေမဲ့အရန်နေတယ်မရှိသလောက်လည်းရှားတယ်เนาะလုံးနိုင်ပါလို့ဆိုရင်မိတ်ဆွေတော့တစ်ခါကြရင်စိတ်ကစင်စရာဖြစ်ပြင်းလဲသွားတာမျိုးရှိတယ်ဆိုတော့ထားပါတော့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ရန်ဝမ်းသာလို့ပြောချင်ပါတယ်เนาะဆိုတော့ကျွန်တော်မိတ်ဆွေများပိတ်ရံဘာလို့ဖြစ်လဲကျွန်တော်ကတော့ဒီနေ့ဗီဒီယိုတင်လိုက်သေးတယ်ဘိုက်ကလည်းစားတယ်မိုးကလည်းအေးလေးနဲ့မုံငါတော့ဝယ်ပြီးတော့ကြိတ်လိုက်တယ် share ပဲကောင်းပါကောင်းဆိုတော့တေးကြပြီးတဲ့မိတ်ဆွေတယောက်ရှိသေးတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်เนาะကဲတော့မိတ်ဆွေတို့ပြီးခဲ့တဲ့ကျွန်တော်တို့အင်္ဂါနေ့က20ဆိုတော့မိတ်ဆွေ3ညနောက်ပိတ်2 break ဖြစ်တယ်3ညနောက်ပိတ်2 break ဖြစ်တဲ့ကြောင့်မလို့ခွန်ရှစ်တင်းနဲ့ဆိုတဲ့ကီးတွေအားကောင်းတယ်ခွန်ရှစ်တင်းနဲ့ဆိုတဲ့ကီးလေးတွေကမိတ်ဆွေတို့ခွေးပြလိုက်တာကထုံးစံတိုင်း25ရာခိုင်နှုန်းရှိပြီးတော့တွန်းလိုက်တာတော့85ရာခိုင်နှုန်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေသလိုညံရှိတော့သုံးချပါเนาะကျသာပေးနေတဲ့မိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံးကီးကတော့ခွန်ရှစ်တစ်ကီးဖြစ်တယ်ကျွန်တော်မိတ်ဆွေများကျွန်တော် ARU တိုင်းဘက်မိတ်ဆွေတွေပါလားမသိဘူးเนาะအခုအညာဘက်ပါဒိုက်ပတ်နေပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ရေကာတာတွေကလည်းစိုးရင်ရေမှတ်ကိုရောက်နေပြီဆိုတော့မိုးကလည်းခုထိရွာနေတော့ဆိုတော့တနိုင်ငံလုံးအနေထားနဲ့ကျွန်တော်တို့ရေဘေးအန္တရာယ်တွေကြိုတင်ပြင်ဆင်မှုပြောနေကြတာမျိုးရှိတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့အန္တရာယ်နဲ့နီးတဲ့မိတ်ဆွေများအထူးသတိထားပါပြီးတော့เนาะဒီလုံကြီးကိုလည်းကျွန်တော်တို့ပို့အတွက်ကိုမျိုးကိုနယ်ကိုနေနေရမှာအန္တရာယ်ကြုံနေရပြီဆိုရင်တချို့ကဒီလုံကြီးလုံနေလို့ရှိသေးတယ်ကျွန်တော်လည်းမပြောတတ်တော့ဆိုတော့လောက်တာအကောင်းဆုံးမှာအဲ့လိုမိတ်ဆွေတွေကျွန်တော်ပြောရအောင်เนาะဆိုတော့အခုအတွက်ထင်းထင်းသိမ့်သုံးမှာဒီငဝိုင်းရေးကြည့်ပါတယ်မိတ်ဆွေကျွန်တော်နေနေတဲ့နေရာလဲအချိန်မီရေးတက်လာနိုင်ပါတယ်เนาะအခုတော့လမ်းပေါ်မှာရေးရှိပါတယ်ဆိုတော့မပြောတတ်ဘူးတနိုင်ငံလုံးနေထားတဲ့ကြီးညာထားတာဆိုတော့လေဒီခုရေးရဲ့အကြောင်းလဲဆိုရင်ငဝိုင်းရေးကြည့်တယ်ပြီးတော့နောက်တစ်ချက်ကျွန်တော်မိတ်ဆွေများကျွန်တော်ပြောချင်တာကစံနေပါလေအဓိကစံရေးကြည့်တယ်စံဝယ်ထားပါเนาะကျွန်တော် AR တိုင်းကရေးကြည့်တယ်လေကာပေါင်းများစွာရေမြုပ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မိုးစမားရနိုင်ခြင်းအင်မတန်နည်းသွားပြီဆိုတော့စံစည်းတက်ဖို့ရှိတယ်လို့လည်းနားလေတဲ့သူတွေပြောနေကြတာရှိတယ်ကြောက်ဖို့လန့်ဖို့ကျွန်တော်ပြောနေတာမဟုတ်ဘူးကိုယ့်အတွက်ကြိုပြီးတော့စုဆောင်းနေတာစုဆောင်းမှုကျွန်တော်ပြောနေတာဖြစ်ပါတယ်เนาะဒါကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေများအောင်เนาะဆိုတော့မိတ်ဆွေတို့ကြာတာဖိနေကျွန်တော်ရဲ့အကောင်းဆုံး break ကတော့9နှစ် break ဖြစ်တယ်เนาะဆိုတော့ကျွန်တော်ရဲ့ break က9နှစ် break formula ကမိတ်ဆွေတို့1ခွန်ရှစ်1နှစ်ဆိုတဲ့ဖြစ်တော့ကြောင့်မလို့ပြန်ကြတဲ့ကဆိုရင်မိတ်ဆွေတို့20ရဲ့နှစ်ခွန်ရသတိထားပါပြန်ကြတဲ့မှာ20နှစ်ခွန်အားကောင်းပါတယ်เนาะကြာတာဖိနေမိတ်ဆွေကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုကတော့8ခွန်1ဘူး6ဘူး4 1 4 8 5ခွန်ဖြစ်ပါတယ်ကြာတာဖိနေကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုကတော့8ခွန်1ဘူး6ဘူး4 1 4 8 5ခွန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေသွားတိုင်းကိုပါလို့ရဆန္ဒရပြည့်စုံပြီးလောဘကိုအမှန်တကယ်ဉာဏ်နဲ့ထင်နေပါစေသဘောဘေးရနေရနဲ့ကင်းလွတ်ကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာအားလုံးကိုလည်းယဉ်ချစ်ပါတယ်နော်